ရှေ့ရှိတုန်းကမြို့နှင့်ဝေးလံပြီးတောအုပ်ကြီးအနီးတွင်ကြည်စားရွာဟုဒေသခံများခေါ်ဝေါ်သောရွာဟောင်းတစ်ခုရှိသည်ဤရွာသည်လွန်ခဲ့သည့်နှစ်ပေါင်း50ကျော်ကကြီးမားသောမတော်တဆမှုယောဂဘေးတစ်ခုကြောင့်လူသူကင်းမဲ့သွားခဲ့သည်ထိုရွာ၌တည်ဆုံသွားသူများ၏ဝိညာဉ်များသည်ငြိမ်းချမ်းမှုမရဘဲရွာထဲတွင်ဆက်လက်ကျဆားနေသောကြောင့်ကြည်စားရွာသည်နာနာဘာဝများ၏နယ်မြေဖြစ်ကြော်ကြားခဲ့သည်ညဘက်ဆိုလျင်အိမ်ဟောင်းများမှရေတံငိုတံအိုးခွက်ပြစ်ပေါက်တံများကိုအမြဲကြားရတတ်ပြီးဝင်ရောက်လာသူများကိုဝိညာဉ်များကလှည့်စားခြင်းလမ်းမပြခြင်းတို့ကိုပြုလုပ်တတ်သောကြောင့်မြည်သူများမချင်းကပ်ရဲကြပါဘူးကြည်စားရွာမှာမနီးမဝေးတွင်ရဲရင်ချင်းနှင့်မေတ္တာတရားဖြင့်ထင်ရှားသောဆရာတော်ဦးကနမသတင်း300ကျောင်းတိုက်တိုက်ရှိသည့်ဆရာတော်သည်တိလသမတိဉာဏ်ပညာပြည့်စုံသူဖြစ်ပြီးလောကီယာများကိုပဓာနမထားဘဲတရားဓမ္မကိုသာအားထုတ်နေသူဖြစ်ပါれဆရာတော်သည်ကြည်စားရွာ၏သတင်းကိုကြားသိခဲ့ရပြီးထိုနေရာ၌ပိတ်မိနေသောဝိညာဉ်များသည်အလင်းရောင်နှင့်ကုသိုလ်ကိုတောင်းတနေကြောင်းကိုမိမိ၏ဉာဏ်ဖြင့်သိတော်မူသည်တနေ့တွင်ဆရာတော်သည်ရွာသားများ၏တားမြစ်ပိတ်ပင်မှုကိုဂရုမစိုက်ဘဲဘသူကိုမဆိုမေတ္တာပို့အမျှဝေပေးဖို့ဆိုတာယဟန်တစ်ပါးရဲ့ဝတ္တရားပဲဟုမိန့်တော်မူကာထိုကြည်စားရွာထဲသို့ဆုံးခံကြွဖို့တပါးတည်းဆုံးဖြတ်ခဲ့သည်နနက်ခင်းစောစောပိုင်းမြူခိုးများထူထပ်နေချိန်တွင်ဆရာတော်ဦးကနမသည်တည်ငြိမ်သောအန်ရီနှင့်မေတ္တာဓာတ်ကိုရှေ့တန်းတင်ကကြည်စားရွာထဲသို့ဝင်ရောက်သွားခဲ့သည်ရွာထဲတွင်လေသည်အခြားနေရာများထက်ပို၍အေးဆက်နေသည်ဟုခံစားရသည်ဆရာတော်ရွာထဲသို့ရောက်သည့်နှင့်အိမ်ပြများအတွင်းမှဝိညာဉ်များသည်ဆရာတော်ကိုအံ့အားသင့်စွာကြည့်ရှုနေကြသည်ဟုထင်ရသည်ဝိညာဉ်များသည်မျက်ရည်ဝဲသောမျက်လုံးများဖြင့်ဆရာတော်အားစူးစိုက်ကြည့်ရှုနေကြပြီးပုံမှန်လိုခြောက်လန့်ခြင်းဟန်ဆောင်ခြင်းစသည့်ကြည်စားမှုမျိုးမပြုလုပ်ကြပါဘူးဆရာတော်သည်မိသည့်အိမ်ရှိတွင်မျှမရက်ပဲရွာအလဲရှိဗဟိုရင်ပြင်ဟောင်းသို့ရောက်ရှိသည့်အထိဖြည်းဖြည်းချင်းရှောက်လန်းခဲ့ကြတဲ့ရင်ပြင်ဟောင်းသို့ရောက်သောအခါဆရာတော်သည်ရက်တန်၍မျက်လုံးများကိုမှိတ်ကာမေတ္တာတုတ်ကိုအတန်ကြဲကြဲဖြင့်ရွတ်ဖတ်ပေးလိုက်သည်ဆရာတော်၏တည်ကြည်သောအတန်တော်သည်ရွာ၏တိတ်ဆိတ်မှုကိုချိုးဖျက်ပြီးအေးဆက်သောလေထုကိုနှွေးထွေးသောအရှိန်အဝါဖြင့်လွှမ်းခြုံသွားခဲ့သည်ထိုခိုက်တန့်တွင်ရုတ်တရက်အနီရောင်ဝိဆာကိုဝစ်ဆင်ထားသောအဖွားကိုတရေမှတဦးသည်ဆရာတော်၏ရှေ့တွင်ပေါ်လာပြီးဒူးထောက်လိုက်သည်ထို့နောက်သူမ၏လက်ထဲမှဟောင်းနှံဆုပ်ပြဲနေသောရွက်ပြင်တစ်ခုပေါ်တွင်ညှို့နှွမ်းနေသောထမင်းချောက်အနှဲငယ်ကိုတုံရင်စွာတင်းလူလိုက်ပါれသူသည်ဝိညာဉ်လောကမှပေးသောပထမဆုံးစွန့်အလူဖြစ်သည်ဆရာတော်ကထိုအလူကိုလေးစားစွာခံယူပြီးကောင်းပြီအမေအလူကိုခံယူပါပြီးဤကုသိုလ်အကျိုးဖြင့်ငြိမ်းချမ်းမှုရရှိပါစေဟုဆုတောင်းပေးလိုက်ပါれဆွမ်းလောင်းပြီးနောက်ဆရာတော်သည်ဝိညာဉ်များအားလုံးကိုရည်ရွယ်၍တူတောင်းသောတရားတစ်ပုဒ်ကိုမိန့်ကြားခဲ့သည်ထိုတရားသည်ဘဝ၏အနိစ္စသဘောဒုက္ခသဘောများကိုအခြေခံပြီးဆွဲလန်းမှုမှလွတ်မြောက်ရေးကိုအားပေးသည့်တရားဖြစ်သည်တရားတော်ကိုကြားရသောအခါရွာထဲရှိဝိညာဉ်များ၏အမှုရာသည်ဒေါသမကျေနပ်မှုတို့မှဝမ်းနည်းနောင်တရမှုတို့တဖြည်းဖြည်းပြောင်းလဲသွားခဲ့သည်ဝိညာဉ်များစွာသည်ဆရာတော်၏ပတ်လည်တွင်မပီပြင်သောပုံသဏ္ဍာန်များဖြင့်စုယုံရောက်ရှိလာပြီးတရားတော်ကိုအာယုံစိုက်နာယူခဲ့ကြသည်တရားအဆုံးတွင်ဆရာတော်ကရေစက်ချအမျှပေးဝေပေးလိုက်ပါれဆရာတော်ရွာမှပြန်လည်ထွက်ခွာလာပြီးနောက်ထိုနေ့မှစ၍ကြည်စားရွာ၏ပုံစံသည်ပြောင်းလဲသွားခဲ့သည်ညဘက်တွင်ပုံမှန်လိုရုပ်ရုပ်တဲဆူညံတံများမကြားရတော့ဘဲတိတ်ဆိတ်ခြင်းကသာအစားထိုးနေရယူသွားခဲ့သည်တခါတရံတွင်ရွာသားများကချိုသာသောတခြင်းတန်တဲသို့မဟုတ်တရားစာရွက်ခတ်တံကိုသာကြားရတတ်သည်ဆရာတော်ဦးကနမ၏မေတ္တာနှင့်ရဲစွမ်းတတိသည့်ဝိညာဉ်များကိုနှိမ်နင်းခြင်းမဟုတ်ဘဲသူတို့၏စိတ်ဝိညာဉ်ကိုငြိမ်းချမ်းမှုရရှိစေရန်လမ်းပြပေးခဲ့ခြင်းဖြစ်သည်ထိုနေ့မှစ၍ဒေသခံများသည်ထိုရွာကိုကြည်စားရွာဟုမခေါ်တော့ဘဲမေတ္တာရွာဟုခေါ်ဝေါ်ခဲ့ကြတော့တယ်ဆရာတော်ဦးကနမရွာဟောင်းသို့ဆုံးခံကြွပြီးနောက်ကြည်စားရွာ၏အခြေအနေတိတာစွာတိုးတက်လာသည်ကိုရွာနီးကျုပ်ဆက်မှဒေသခံများတတိထားမိလာသည်ညဘက်လေတိုက်ခတ်လာလျင်ပင်ရခင်ကလိုအော်ဟစ်ငိုယိုတံများမကြားရတော့ဘဲညောင်ရွက်ကြွေတံကဲ့သို့ရိုးရှင်းသောတဘာဝအတံများသာကြားရသည်ဒေသခံများသည်ဆရာတော်၏မေတ္တာနှင့်တရားဓမ္မ၏အစွမ်းကိုအလွန်လေးစားကြည်ညိုသွားကြသည်သူတို့သည်ဆရာတော်အားအတူယူ၍ထိုကြည်စားရွာဟောင်းသို့မချင်းကပ်ဝန်းကြတော့လဲရွာနီးရှိညောင်ပင်အောက်တွင်ဖျားပန်းများရေချမ်းများစသည်တို့ကိုတွားရောက်လူတန်းပူဇော်ခြင်းဖြင့်ဝိညာဉ်များအားအမျှပေးဝေခြင်းကိုစတင်ပြုလုပ်လာကြပါသည်ညတညတွင်ဆရာတော်ဦးကနမသည်တရားဘာဝနာပွားများနေစဉ်တိတ်ဆိတ်သောအလင်းရောင်တစ်ခုသည်ကျောင်းဆောင်ထဲသို့ဝင်ရောက်လာသည်ထိုအလင်းရောင်သည်ကြေးရွာဟောင်းမှအဖွားကိုတရေမဝိညာဉ်ဖြစ်သည်အဖွားအိုသည်ဆရာတော်အားရိုသေစွာရှိခိုးပြီးအရှင်ဖျားတပည့်တော်မတို့သည်ဆရာတော်၏မေတ္တာနှင့်တရားတော်ကြောင့်ငြိမ်းချမ်းရာအလင်းကိုစတင်မြင်တွေ့ရပါပြီဖျားတပည့်တော်မတို့အားလုံး၏စိတ်ထဲ၌ကြံ့ရစ်သောပိတ်မိနေသောဝမ်းနည်းမှုတစ်ခုရှိနေပါသေးသည်ဤရွာတွင်တပည့်တော်တို့၏ကိုယ်ခန္ဓာများကိုကောင်းမွန်စွာတကြိုပေးမိသူမရှိခဲ့ရပါဟုလျှောက်ထားခဲ့တယ်အဖွားအိုသည်ရွာသူရွာသားများ၏နောက်ဆုံးဆန္ဒမှာစနစ်တကျတကြိုခံရပြီးဘဝတစ်ကိုအေးချမ်းစွာကူးပြောင်းနိုင်ရန်ဖြစ်ကြောင်းရှင်းပြခဲ့သည်ဆရာတော်ဦးကနမသည်အဖွားအို၏ဆန္ဒကိုနာခံပြီးနနက်ခင်းတွင်ဒေသခံရွာသူရွာသားများအားအကြောင်းစုံရှင်းပြကာကြည်စားရွာဟောင်းကိုတန်ရှင်းရေးလုပ်ပြီးကောင်းမွန်စွာတကြိုပေးရန်အကူအညီတောင်းခံခဲ့သည်ရွာသားများသည်ယခုအခါကြောက်ရွံ့ခြင်းထက်ကရုဏာစိတ်ပိုမိုကြီးစိုးနေပြီဖြစ်သောကြောင့်ဝိုင်းဝန်းကူညီရန်သဘောတူခဲ့ကြသည်သူတို့သည်ဆရာတော်၏ဦးဆောင်မှုဖြင့်ရွာဟောင်းသို့တွားရောက်ကြပြီးကွဲပြားသောနေရာများ၌ပြန့်ကျဲနေသောရွာသားဟောင်းများ၏အယိုးစုများကိုခန္ဓာအကျွမ်းကြံများကိုစနစ်တကျစုဆောင်းတကြိုပေးခဲ့ကြသည်ဆရာတော်ကတင်ကြိုပြီးစီးသောအခါတိုင်းဓမ္မတန်များဖြင့်ရေစက်ချအမျှဝေပေးခဲ့သည်ဤသို့ဖြင့်ရွာသားဟောင်းများ၏ဝိညာဉ်များသည်ဆွဲလန်းမှုအလုံးကိုဖျက်တောက်နိုင်ပြီဖြစ်ကြောင်းဆရာတော်ကမိန့်တော်မူခဲ့သည်ရွာသူရွာသားဟောင်းများ၏နောက်ဆုံးဆန္ဒပြည့်မြောက်သွားသောအခါကြည်စားရွာ၏နေနမိတ်သည်အမှန်တကယ်ငြိမ်းချမ်းသွားခဲ့သည်ရွာထဲမှအေးဆက်သောလေထုပြောက်ကွယ်သွားပြီးနှွေးထွေးသောလေနုအေးများသာတိုက်ခတ်လာခဲ့သည်ထိုနေ့မှစ၍ကြည်စားရွာကိုငြိမ်းချမ်းခြင်းရွာမေတ္တာရွာဟုအမြဲတမ်းခေါ်ဝေါ်ခဲ့ကြတော့သည်ဆရာတော်ဦးကနမ၏ဂုဏ်သတင်းသည်လည်းအစွမ်းပြနှိမ်နင်းခြင်းထက်မေတ္တာဖြင့်ကုစားခြင်းအရေးပါမှုကိုဖော်ပြသည့်ပုံမြင့်ဖြင့်ရေရှည်တည်တံ့သွားခဲ့သည်ဒေသခံများလည်းမိမိတို့၏ဘဝတွင်မေတ္တာကရုဏာနှင့်အမျှပေးဝေခြင်းတန်ဖိုးကိုပုံမနားလည်သွားခဲ့ကြပါတော့တယ်ပုံမြင့်လေးအဆုံးထိနားထောင်ပေးခဲ့ကြလို့အထူးကျေးဇူးတင်ရှိပါရခင်ဗျာ